Reddening Campaign မှာမျက်စိပါဝါဖျောက်ဖို့အတွက်နောက်ဆုံး Boss Smile Pro ဆိုတဲ့နည်းပညာအသစ်ကို Visumax 800 Laser Set နဲ့လုပ်ပေးနေပါတယ်။ဘယ်လိုလုပ်တယ်လဲဆိုတော့ပြင်ဆင်စရာရှိရာတွေပြင်ဆင်ပြီးမျက်လုံးကိုထုံဆေးခတ်ပေးပြီးဆိုရင်စလုပ်လို့ရပါပြီ။သင်ရဲ့မျက်လုံးနဲ့ပတ်သက်တဲ့အချက်လက်တွေကိုဆက်ထဲမှာအရင်ဆုံးတင်ထားပါမယ်။ပြီးလို့ရှိရင်ဆက်ပေါ်မှာလဲပြီးတော့မှအသစ်အနေထားမှနေရပါမယ်။ဆက်ရဲ့ဒီဇိုင်းဟာအပေါ်မျက်နှာချက်မပါတဲ့ဒီဇိုင်းလေးလုပ်ထားလို့လူကိုတက်တောင့်တက်တာဖြစ်စေပါတယ်။လေဆာဖြစ်တဲ့ဆက်ရဲ့လက်မောင်းတံကအပေါ်ကိုတဖြည်းဖြည်းရွှေ့လာပါမယ်။ဆရာဝန်ကမျက်လုံးကိုဆက်နဲ့အတိအကျချိန်မယ်။အစိမ်းရောင်မီးလေးကိုကြည့်ပြီးတော့မှမျက်လုံးကိုတဲ့အောင်ထားရပါမယ်။မျက်လုံးကတဲ့သွားပြီဆိုလို့ရှိရင်ရွေးရှားလို့မရအောင်ထိန်းထားပါမယ်။ Ocular စနစ်လည်းပါရှိတဲ့အတွက်ကြောင့်မျက်စိကုသစဉ်မှာတဘာဝအတိုင်းမျက်စိလှုပ်ရှားတာတွေကိုဟန်တာပေးဖို့အထောက်အကူပြုပါတယ်။ဒီအချက်တွေကြောင့်မလို့ကုသမှုကိုတိတိကျကျလုပ်နိုင်ပါတယ်။ဒါစက္ကန့်လောက်အတွင်းမှာဆိုရင်မျက်ကြည်လွှာကိုလေဆာနဲ့ပြင်ဆင်ပြီးတော့မှတီရှူးစာလေးနဲ့အပေါက်သေးသေးလေးပေါ်လာပါမယ်။ဆရာဝန်ကဒီပြင်ထားတဲ့တီရှူးစာလေးကိုအဲ့အပေါက်ကနေဆွဲထုတ်ပါမယ်။ပြီးရင်တော့မျက်ကြည်လွှာပုံစံပြောင်းသွားပြီးတော့မှအမြင်အာရုံကပြန်ကောင်းသွားပါမယ်။ခွဲစိတ်ပြီးပြီဆိုလို့ရှိရင်ချက်ချင်းဆိုသလိုအမြင်အာရုံပိုကြည်လာတာကိုတိတိကျကျမြင်ရပါမယ်။ရက်နှဲငယ်အတွင်းမှာဆိုရင်လည်းတဖြည်းဖြည်းပို့ပြီးတော့ကောင်းလာပါမယ်။ဒီ Smile Pro နည်းပညာကစိတ်ချရပြီးတော့မှနောက်ဆုံးပေါ်နည်းပညာတစ်ခုဖြစ်ပါတယ်။ Reddening Campaign မှာပြသလို့သူများအတွက်ကျမတို့ရဲ့ရုံးဖုန်းနံပါတ်တွေကိုဆက်သွယ်နိုင်ပါတယ်ရှင်။